ကင်မရာလေးကြည့်ဆက်လို့ပြောပြပါလားအားလို့ကိုးနောက်မှာရှိတဲ့ magic ဘုံပေါ်မှာရှိတဲ့ခွက်သေးကိုရေကိုထည့်နိုင်လို့ရှိရင်စိတ်ဝင်ကားတော့ရမယ်စိတ်ဝင်စားလားဒါပေမဲ့ကိုတို့ကမျက်စိလေးတော့ပိတ်ပြီးသားမှာရလားโอเคမြင်ရသိကြလားโอเคလှည့်လိုက်မလားโอเคတစ်ပတ်နှစ်ပတ်သုံးပတ်ရပြီကိုအောင်မှန်းပြီးတဲ့နည်းနည်းကန်ကြီးလို့ရတယ်တဲ့ဝင်ပြီဝယ်သွားပြီအမြင်ရမယ်ဘယ်လိုထက်တာရမ်းထက်နေကြပဲလားမဟုတ်လားဟမ်မဟုတ်နိုင်လို့9000ပါကင်မရာလေးကြည့်ဆက်လို့ပြောပြပါလားအားလို့ကျွန်တော်နောက်မှာရှိတဲ့ magic ဘူးကွန်အပေါ်ကိုဒီရေကွက်လေးတင်ထားမယ်အဲ့ရေကွက်ထဲကိုရေထည့်နိုင်လို့ရှိရင်စွန့်ဝင်9000ရမယ်စိတ်ဝင်စားလားဟုတ်စိတ်ဝင်စားတယ်ဒါပေမဲ့ကျွန်တော်ကမျက်လုံးလေးတော့ပိတ်ပေးထားမယ်အဆင်ပြေလားโอเคစကြည့်မယ်နော်စလိုက်မယ်နော်ဘာโอเคနှစ်ပတ်ဟိုရောက်ပါပြီသုံးပတ်โอเคရောက်ဝေးတယ်နီးသွားပြီထဲပြီဝင်သွားပြီရပြီဝင်သွားပြီဆိုတော့ဘယ်လိုခံစားရလဲမထင်တော့ပါဘူးစားရအမှန်မတော်လို့ဒီကတော့အမှန်တော်ပါနော်အိမ်မလို့ထဲဘူးလားရေးပါကိုတောက်ဖို့ပြန်အမြင်နဲ့တော့ထဲဘူးအမြင်နဲ့တော့ထဲဘူးရဒါကတော့9000ပါကျွန်တော်နောက်မှာရှိတဲ့ magic ဘူးကွန်ပေါ်ကိုဒီခွက်ထဲမှာဒီရေဘူးကိုလောင်းထည့်ရမှာဒါပေမဲ့ကျွန်တော်ကမျက်စိမိတ်ထားပေးမယ်ရေဝင်သွားလို့ရှိရင်9000ရမယ်စိတ်ဝင်စားလားစိတ်ဝင်စားโอเคအဲ့မှာမှန်းပြီးထည့်လို့ရပြီထည့်မှန်းဝင်မယ်လို့ထင်လားအာရှေ့မြရောက်နေနောက်ကိုဆုံးထဲအော်အေးရမယ်လို့ထင်လားအကိုကြီးဘောင်းနည်းနည်းတိုးတယ်တွေ့လားအကိုကြီးကျွန်တော်ကဘယ်ဘက်မှာရှိရလဲကိုကြီးဘက်မှာနောက်ဆုပ်တဲ့ဆုပ်တဲ့အကိုကြီးဘောင်းတိုးတယ်စုံတဲ့ထဲအေးခွက်ပါမောက်သွားပြီအဲ့လိုခွက်မောက်သွားပြီဆိုတော့မရဘူးဆိုတော့ဘယ်လိုခံစားရလဲဘယ်လိုမှထည့်ရတဲ့ဟာဟိုဟာပို့ပြီးတော့စိတ်လှုပ်ရှားနေရအခုနောက်မှာ magic ဘူးကွန်ရှိတယ်အဲ့ပေါ်မှာကျွန်တော်ကိုကခွက်လေးတင်ပေးထားတယ်အဲ့ခွက်တွေကိုရေထည့်ပေးရမယ်ဒါပေမဲ့ကိုကဒီမျိုးလုံးလေးကိုဆေးပေးထားမယ်ဝင်လို့ရှိရင်9000ပေးမယ်စိတ်ဝင်စားလားစိတ်ဝင်စားသိကြလားရမယ်လို့ထင်လားထင်တယ်လောက်ကြည့်လိုက်မယ်နော်လက်โอเคတက်နော်တက်ဝဲနဲ့တော့မူးနေလားဟုတ်တယ်တဲ့ရှင်းနေတော့ဝင်သွားပြီရဘာလို့အမှန်တော့နေခုနကြည့်ထားလိုက်လို့ခုနကြည့်ထားဘယ်နင်းလောက်မှရှိရဆိုတော့ကြည့်ထားဘယ်နင်းလောက်မှဘယ်နေရာလေးမှာဘယ်လိုလေးရှိတယ်နော်ဘယ်နင်းလောက်မှာပေါ့နော်ဘယ်နင်းဆိုတာဘာပြောတာဘယ်နေရာလောက်မှရှိရဆိုတော့ဘယ်နေရာလောက်မှရှိတာโอเคဒါကတော့နိုင်လို့9000ပါနောက်မှာရှိတဲ့ magic ဘူးကွန်ပေါ်ကိုကျွန်တော်ရေခွက်အသေးလေးတစ်ထားမယ်အဲ့ထဲလေးကိုဒီရေလေးကိုလောင်းထည့်ရမယ်ဝင်သွားလို့ချင်း9000ရမယ်စိတ်ဝင်စားလားဟုတ်ဘယ်လဲနော်တဲ့ကောင်းလိုက်ကြမကောင်းလေโอเคတေချာမယ်ထင်ထဲလိုက်တော့โอเคကုန်းနေဟုတ်တယ်ဟုတ်နေပြီတော်တော်ဟုတ်နေပြီရှေ့ကိုတော်တော်ရောက်သွားတာအစင်မင်းထက်လားအစင်မင်းမထက်မအဲ့ညာမဖြစ်နိုင်လောက်နော်ဖြစ်နိုင်လားဟုတ်လို့လားဟုတ်တယ်အဲ့ကြောင့်ပြောတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဖြစ်နိုင်လားတေချာမထက်နော်အဲ့ညာဟုတ်လားထင်တာပဲထင်ထက်ဝင်သွားမယ်နော်ဘေးကိုထွက်သွားပြီဝင်ပြီရေတန်နေကြားနေရဝင်တန်ကြားနေရဝင်သွားပြီရခေါ်တဲ့ကိုရေဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုတော့ဘယ်လိုခံစားရလဲပြောတာနင်တော့ထဲဘူးလားထဲဘူးအိမ်ရောက်စမ်းထဲကြည့်လေကိုပေါ့အိမ်မှာရောထဲဘူးလားအဲ့လိုမျိုးထဲဘူးမထဲဘူးလားအိမ်ရောက်လို့ရှိရင်ကိုပေါ့မျက်စိလေးမဲ့ရေချိုးခန်းထဲမှာထဲကြည့်ရေလောင်းချကိုပေါ့မျက်နှာကိုလောင်းချလောင်းချလို့မှမြင်ရလို့ရှိရင်ရေကန်ထဲကိုပြန်ထည့်အဲ့ဒါနောက်ပိုင်းကျချဲလိုက်ရင်အောင်မြင်လာလိမ့်မယ်နော်လေ့ကျင့်တာပါလေ့ကျင့်တာဟောโอเคအဲ့လိုပြောတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဒါကတော့နိုင်လို့9000ပါခုနေ့က9000နဲ့ဆို1000โอเคကျေးဇူးတင်ပါတယ်